တောက်သမီးတို့အားလုံးပဲမင်္ဂလာပါဒီရက်အခုပြောပြမယ့်ပုံမြင်လေးရတော့ KG တင်ငန်းစာတွေကကျွန်တော်အမိလားခမရဆိုတဲ့ KG ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးကဘာအကြောင်းလဲဆိုတော့သူ့အမိပြောက်လို့လိုက်ရှာနေတဲ့ငှက်ပေါက်စာလေးအကြောင်းကိုပြောပြထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကဲဒီချက်စပြောပြရမယ်တောက်သမီးတို့နားထောင်တာနော်ဟိုးရှိတော့ကတောအုပ်ကြီးတစ်ခုထဲမှာတစ်ပင်တွေရင်ထိုးပြီးအရွက်တွေကြွေကြအောင်လေတွေတိုက်နေတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲတောင်ကုန်းမြင့်တစ်ခုပေါ်ကတစ်ပင်ကြီးရဲ့အပေါ်မှာရှိနေတဲ့ငှက်တိုက်ထဲကဥကလေးတစ်လုံးကပြုတ်ကျလာတာပေါ့ကွယ်အဲ့ဒီဥကလေးကတောင်ကုန်းပေါ်ကနေလိမ့်ဆင်းသွားတယ်အဲ့ဒီကနေဆက်ပြီးတစ်တုံးကရာပေါ်ကနေပြီးတော့မြစ်ကိုကြော်ဖြတ်ပြီးတော့လိမ့်သွားတာပေါ့ကွယ်ဥကလေးကမရက်ပဲမြက်ပင်တွေကိုဖြတ်ပြီးလိမ့်သွားပြန်ရောတဲ့ဥကလေးဟာမြက်ခင်းမြင့်ကိုဖြတ်ပြီးတွင်းတစ်ခုနာရောက်တဲ့အခါတွင်းထဲကိုလိမ့်ဆင်းသွားတာပေါ့ကွယ်တွင်းထဲရောက်တဲ့အခါဥကလေးဟာစက်မလိမ့်တော့ပဲရုံလေးရဲ့ရှေ့မှာရက်သွားတယ်တဲ့ဥကလေးဟာအကွဲလာပြီးဥကလေးတွေကငှက်ပေါက်စာလေးထွက်လာတယ်ဟိုကြည့်ဒီကြည့်နဲ့ငှက်ပေါက်စာလေးဟာရုံကလေးကိုမြင်တဲ့အခါကျွန်တော်အမေလားခမရလို့မေးလိုက်တာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲရုံကလေးကငါဟာမင်းရဲ့အမေမဟုတ်ပါဘူးအပေါ်ကိုတက်သွားပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြန်ပြောလိုက်တာပေါ့ကွယ်ငှက်ပေါက်စာလေးတွင်းထဲကနေမြေပြင်ပေါ်ကိုရောက်တဲ့အခါမျက်ခင်းထဲမှာတမင်လေးကိုတွေ့ပြန်တယ်ကျွန်တော်အမေလားခမရလို့မေးလိုက်ပြန်ရောတဲ့အဲ့ဒါနဲ့တမင်လေးကလည်းငါကမင်းအမေမဟုတ်ပါဘူးဆက်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ပြောပြတာပေါ့ကွယ်ငှက်ပေါက်စာလေးလည်းဆက်ပြီးသွားလိုက်တာတစ်တုံးတရားလေးရှိတဲ့မျက်နှာရောက်လာတယ်အဲ့ဒီနားမှာလက်ကလေးတစ်ကောင်ကိုတွေ့တော့ကျွန်တော်အမေလားခမရလို့မေးပြန်တယ်လက်ကလေးကငါမင်းအမေမဟုတ်ပါဘူးမြစ်ကိုကြော်ဖြတ်ပြီးသွားလိုက်ပါအဲ့ဒီမှာမင်းအမေရှိတယ်ဆိုပြီးပြောလိုက်တာပေါ့ကွယ်ငှက်ပေါက်စာလေးလည်းမြစ်ကိုကြော်ဖြတ်လိုက်တဲ့အခါမြောက်ကလေးကိုတွေ့တယ်ကျွန်တော်အမေလားခမရလို့မေးလိုက်တယ်မင်းမေမဟုတ်ပါဘူးအပေါ်ကိုတက်သွားပါအဲ့ဒီမှာမင်းမေရှိတယ်လို့မြောက်ကလေးကတောင်ကုန်းပေါ်ကိုလမ်းညွှန်လိုက်တယ်ငှက်ပေါက်စာလေးတောင်ကုန်းလေးပေါ်ကိုတက်သွားတယ်တောင်ကုန်းပေါ်ကတစ်ပင်နားမှာရှင့်ကလေးကိုတွေ့တဲ့အခါကျွန်တော်အမေလားခမရဆိုပြီးမေးတော့မင်းအမေမဟုတ်ပါဘူးအပေါ်ကိုတက်သွားပါအဲ့ဒီမှာမင်းအမေရှိတယ်လို့ရှင့်ကလေးကပြောလိုက်တာပေါ့ကွယ်ငှက်ပေါက်စာလေးကတစ်ပင်ပေါ်ကိုမော့ကြည့်လိုက်ပြီးအပေါ်ကိုဆက်မတက်နိုင်တော့ဘူးတက်ဖို့တိတ်ခတ်တယ်ဆိုပြီးပြောတဲ့အခါမပူပါနဲ့ကုညီပါမယ်လို့ရှင့်ကလေးကပြောပြီးကြောပေါ်တင်လိုက်ကတစ်ပင်ပေါ်ကိုတက်သွားတာပေါ့ကွယ်အဲ့ဒီမှာငှက်ပေါက်စာလေးလည်းအရန်ပျော်ပြီးတော့ရှင့်လေးရဲ့ကြောပေါ်ကနေလိုက်သွားတာပေါ့ကွယ်တစ်ပင်ပေါ်ရောက်တဲ့အခါအတိုက်ထဲမှာငှက်မကြီးနဲ့ငှက်ပေါက်စာလေးတစ်ကောင်ကိုတွေ့တယ်ကျွန်တော်အမေလားခမရလို့မေးလိုက်တဲ့အခါဟုတ်ပါတယ်မင်းရဲ့အမေပါဒီမှာမင်းရဲ့အမပါလို့ဝမ်းသာအားရငှက်မကြီးကပြောလိုက်တာပေါ့ကွယ်ငှက်အမေကအစာရှာယာကပြန်လာတဲ့ငှက်အဖေကိုပြပြီးဟိုမှာကြည့်စမ်းမင်းရဲ့အဖေပေါ့မင်းကိုရှာနေတာအခုမင်းအိမ်ပြန်ရောက်လာလို့အားလုံးကပျော်နေကြတယ်လို့ပြောလိုက်တာပေါ့ကွယ်နောက်ဆုံးမှာတော့ငှက်ပေါက်စာလေးဟာသူ့မိသားစုကိုရှာတွေ့ပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာပေါ့ကွယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ငှက်ပေါက်စာလေးဟာလုံလဝရိယရှိရှိနဲ့သူ့အမေကိုစူးစမ်းပန်းစားရှာဖွေခဲ့ပုံ
ပုံမြင်ထဲမှာပါတဲ့တလိษံလေးတွေရဲ့ကုညီပေးတဲ့ပုံတွေကိုတတို့သမီးတို့မြင်တွေ့ကြရမှာဖြစ်ပါတယ်။တတို့သမီးတို့လည်းတငယ်ချင်းတွေဒုက္ခရောက်တဲ့အခါကုညီပေးတဲ့တငယ်ချင်းကောင်းလေးတွေဖြစ်ကြပါစေလို့ဆရာမကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ဆရာမရဲ့ပုံမြင်လေးတွေနားထောင်ခြင်းဆရာမရဲ့ YouTube channel လေးကိုလည်း Subscribe လုပ်ပေးကြပါအောင်နော်